ဒီလိုစိတ်နှလုံးကောင်းရှိရဲ့ထိုင်းဆယ်လေးရဲ့အကြောင်းကတကယ်ကိုကြည်နူးဖို့ကောင်းပါတယ်။လောကကြီးမှာချမ်းသာမှပေးကမ်းနိုင်တာမဟုတ်ဘူးဆိုတာဒီအေကိုကလက်တွေ့ပြသသွားခဲ့ပါတယ်။အခုလိုကုံစင်းနှုံးတွေတက်နေတဲ့အချိန်မှာမိမိအိတ်ဆိုင်ပြီးစီတလီထာကိုခုနှစ်ပတ်တဲနဲ့ပြန်လဲရောင်းချပေးနေတဲ့ထိုင်းဆယ်လေးတယောက်အကြောင်းကိုသိပါသလား။အစင်မပြေအခက်အခဲဖြစ်နေကြတဲ့သူတွေကိုသူတက်နိုင်သလောက်ကူညီပေးခဲ့ပါတယ်။စီစည်းတဲ့တက်နေတဲ့အချိန်မှာစေရနာရှင်အကိုကသူ့ပတ်စံတွေနဲ့စီတွေဝယ်လာခဲ့တယ်။သူဝယ်လာတဲ့ဈေးကလက်ရှိစီပုတ်စီအတိုင်းဝယ်လာခဲ့ရတယ်။သူ့ရဲ့ကားပေါ်မှာပဲတိုင်ကြီးကြီးတွေတင်ပြီးចောင်းသားတစီသမားနဲ့စစ်ရုံအလူသမားတွေကိုစီတလီတာကိုခုနှစ်ပတ်နဲ့ဖြန်ရောင်းပေးခဲ့ပါတယ်။သူလည်းတာမန်သူဥပါအရန်ချမ်းသာနေသူလည်းမဟုတ်ပါဘူး။သူရှိမှအလူသမားចောင်းသားတွေနဲ့တနေ့လို့တနေ့စားရတဲ့သူတွေအခုကာလအတွင်းမှာစီစေးတက်တော့အခက်ခဲဖြစ်နေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်။အလုသမားတွေဆိုခက်မှန်းတွေလာစာကတလကို9000ဘတ်ပဲရကြတာ။စီစေးကြောင့်အဆင်မပြေသူတွေအများကြီးပဲ။ဒါကြောင့်သူတက်နိုင်တဲ့လောက်လေးကုသူယူခဲ့တာပါလို့ပြောပြပါတယ်။စေရနာရှင်လဲကျမ်းမာချမ်းသာပြီးအလုတွေအဆင်ပြေပါစေ။ဒီတက်မကအများကြီးထက်မှန်လူတန်းနိုင်ပါစေ။